အင်းကတော့ဘာပါလိမ့်လဲဆိုတော့ဒါလည်းသိရအောင်တန်ခါးကြီးပြောခဲ့တဲ့စကားကိုမောင်မင်းတို့ကြားတယ်အဲ့ဒါဖြင့်ဘုရားရှင်ကိုရမေကြည့်ပြီးအသက်80ပြည့်တဲ့ချိန်ကြတော့အားလုံးတို့ကြားရလမ်းကြီးဖြစ်တဲ့ပြိဋိဘံသံမှုလုပ်ပြီးလုပ်ရမယ်လို့ဆိုတော့ဒီကနေ့မန္တမင်းတို့တိုင်းနိုင်ငံသွားကြတယ်ကွာမန္တမင်းတို့တိုင်းနိုင်ငံမှာသူပြိဋိဘံသံမဲဆိုတာကိုသံဃာမှတ်ထားတယ်အဲ့ဒီမန္တမင်းတို့တိုင်းနိုင်ငံပြိဋိဘံသံသွားကြတယ်ဆိုပြီးကြတာသွားကြအင်းညံ့ပဲမျိုးနှစ်ပင်အောင်မှာကဲကွာပြိဋိဘံသံစရာသူပြည့်ကြရင်လေးခင်းကွာဆိုပြီးကြတာညီတော်နာခင်းတိုင်းတော့ညီတော်နာခင်းမြောက်ဘက်လည်းခင်းမြောက်ဘက်လည်းခင်းမြောက်တို့ကောင်းပြီမဲ့ဆိုပြီးကြတာခြေရောက်ချောင်းနဲ့ခြေရောက်ချောင်းကိုထားမှပုံသဏ္ဍာန်ဟန်ပါနဲ့ပြင်ပြီးကြတာထိုင်ပါတယ်အင်းရင်ပင်တွေကကောင်းတယ်တပင်ရှင်းရတယ်တပင်ဆိုတော့နှစ်ပင်ရှိနော်ဟုတ်ပါအဲ့ဒီနှစ်ပင်ရတယ်မဟုတ်ဘူးအခါတကာရမဟုတ်ဘဲနဲ့အပွင့်နေပွင့်ပြီးကြတာလားပွင့်လာရင်မကလေးဒီဘုရားဝင်ပါပါတကားရဲကိုင်းညို့ပြီးကြတာအပွင့်နေလေရဲမလို့ဘဲနဲ့ဘာမှလည်းလေညလည်းမတိုက်ဘဲနဲ့ပေါင်းတဲ့နေရာဘုရားကိုယ်တော်ကိုကြတယ်ပွင့်လာတဲ့အခါကာလမဟုတ်ဘူးလို့ဘုရားကမှတ်ထားပါပွင့်လာတဲ့အခါကာလမဟုတ်ဘူးကြွေးကြတာလည်းသူ့ဟာသူလေတွေပါတဲ့ကြွေးရမဟုတ်ဘဲနဲ့ပေါင်းနေပူဇော်တဲ့ဘောမှန်ပါပူဇော်တဲ့ဘောဆိုတာတော့ကြိုက်တယ်ဒီကနေ့ကကြည့်တယ်လည်းပူဇော်ပါလားတက်မရှိတဲ့တက်ပင်တော်မှအခါမဟုတ်ဘဲနဲ့ပွင့်ပေးကြတာပန်းမွေနေဘုရားပေါ်မှာတခါလည်းပန်းမွေရကျဲတယ်လို့ကျဲကြတယ်ဒီလိုပဲကောင်းပါလားပြိဋိဘံဆံမဲ့နေရာတွေရောက်တယ်နော်မှန်ပါကောင်းတဲ့ကုမိုက်တော်ရဲ့ရာမပြမတွေကလည်းမန္တရဝပုဂ္ဂိုလ်ပန်းတွေကိုတခါလည်းကျဲချတယ်နတ်တွေတော့အမြင်ရဘူးပန်းတွေကပြန်အောက်မှာဖွေးကျဲချကြပူဇော်ကြတာပေါ့နော်နောက်ဆုံးတော့ပူဇော်ခြင်းပူဇော်ကြတာဆိုတော့ယောဂီအားဖြင့်ဂုဏ်တွေရောက်တော့တဲ့အမှန်တည်းကြည့်တဲ့ပူဇော်ပွဲကြီးဆိုတာမောင်နိုင်ပြီတော့ပါဘူးမှန်ပါပါဒီထဲမှာမကဘူးပြမာတွေကလည်းအမှန်မှုကြိမ်တဲ့အမှုန့်တွေကောင်းငင်နေပြီးကြတယ်ကျဲတယ်ဒီလိုကြရတဲ့ဉာဏ်နဲ့ပဲကြည့်နေဒါလည်းဒီမှာသာဝနာရမှာပြမလိုက်စပြီးကြလားအာရုံပူဇော်ပွဲကြီးဆိုတာဒကာဓမ္မတွေသိမြင်ဖို့ပါမှန်ပါပါနတ်တွေကောင်းတဲ့ဒီကြမှုကြမျိုးမျိုးအတိမဟုတ်တဲ့ပူဇော်ခွဲကြီးပူဇော်နေကြတယ်ညီတော်နာကဖြာဩဒါတွေပဲနတ်တွေဓမ္မတွေစီတန်နေပဲဘလူတန်နေပဲဆိုပြီးကြတာအမှန်တရားညင်းညောင်းတာတွေနဲ့အတိမဟုတ်တဲ့လည်းပူဇော်ကြဒါပူဇော်မျိုးစုံလို့ပေါ့လေနော်အဲ့ဒီမှာညီတော်နာမင်းပါကြည့်နေတယ်လေရှင်ဗျာကထူးဆန်းလို့အင်းရမနပိုင်ဒီကောကျင်ခါကာရမဟုတ်ဘဲနဲ့ပွင့်ပြီးရှင်ဘုရားပေါ်ကိုင်းပြီးကျွေးကြတာလေမန္တဝပုဂ္ဂိုလ်ပန်းတွေလည်းကျွေးကြတာဒါတွေနဲ့တွေကကျဲလို့ဒကာနာမှုကြတဲ့ဖုန်းတွေဒီမှာတွေကကျဲချပြီးကြလားလေပူဇော်ကြတယ်ပြီးတော့အားသိတော့မဟုတ်ပါဘူးဗျာနောက်ပြီးတာမဟုတ်တာတွေကလည်းကုလို့ညာလို့အဒီမဟုတ်တဲ့နဲ့ပူဇော်ပသကြတာလေအမှန်တမ်းထူးခြားပါလေနောက်ဆုံးလို့ပူဇော်ခြင်းဆိုပူဇော်ကြတာလေပြီးတော့ကြီးညိုလေးစားနေပါတယ်ဆိုတော့မှယောဂအနန္တာဥပဒကောဝဥပဒကိဝဘိက္ခုဝဘုထုနိဝဓမ္မာနုဓမ္မပရိပန္နောသာမိစုပရိပန္နောအနုဓမ္မစာရီသောတထတံပူဇေတိအပစိတိပရမယပူဇာယပူဇေတိတရားကဒီဟောတယ်ညီနာလားတဲ့အင်းညဝင်မျိုးတရားကအခုအခါမဘွားနဲ့ဘုံဘင်ကပူဇော်ကြတာလေအမြတ်ပူဇော်တယ်မမီလိုက်ပါနဲ့ကွာအမြတ်ဆုံးပူဇော်ရဲမီလိုက်ပါနဲ့နော်နောက်တွေကမန္တရဝပန်းတွေကိုကျဲချတာလေအမြတ်ဆုံးပူဇော်တယ်မမီလိုက်နဲ့ဓမ္မတွေကဝိဇ္ဇာနဲ့အမှုန့်တွေငါ့ပေါ်မှာပူဇော်ပသကြတယ်ငါနေကြိုင်လှိုင်ပြီးကြတာနေတာကိုလည်းပူဇော်ဆုံးလို့မမီလိုက်ပါနဲ့ကွာအတိမုတ်တွေနဲ့ပူဇော်ပသတာတွေလည်းမကြတဲ့အတိုင်းဒါတွေကပူဇော်ပသတာကိုလည်းပူဇော်ပသတယ်လို့မှတ်တာပေါ့ကွာတဲ့တို့ဆိုအမြတ်ဆုံးပူဇော်ခြင်းတော့ဖြင့်ဒါမဟုတ်သေးဘူး
မှန်ပါမောင်းနိုင်ပါလေအမြတ်ဆုံးပူဇော် အမြတ်ဆုံးပူဇော်ခြင်းတော့ဒါမဟုတ်သေးဘူးတဲ့ဓမ္မတို့သိချာမှတ်ပါနော်အခုပူဇော်တာဖြင့်တန်းကုန်ပြီဆိုကြပါမှန်ပါဒါအမြတ်ဆုံးပူဇော်ခြင်းမဟုတ်ဘူးဘာတော့လို့မေးတော့မှယောဂအနန္တဓမ္မနုဓမ္မပฏิပန္နောသာမိစိပฏิပန္နောအနုဓမ္မဇာရီဆိုတော့ဒါတော့မှတ်ရကတရားကျင့်နေတာမှပူဇော်ရမည်ကွာဟုတ်ပါဟောနိုင်ပါလေတရားကျင့်နေတာဒီဓမ္မတို့ပူဇော်ရမည်ပါတယ်တရားရိုးသေးပြုနေတာတရားကျင့်နေပြီးကြတာနေတာတရားတိုင်းနှလုံးသွင်းနေတာအဲ့ဒါလွန်ကဲတော့ပူဇော်ခြင်းဆိုတာကဒါကွာဒီတော်နာရသေသေးချာချာမှတ်တာမှန်ပါဇံလိုက်ပြိဋိဘံဇံဃာနည်းမှာနော်မှန်ပါအဲ့ရညာကောင်းတော့မြောက်ကိုကောင်းပြီပြီးကြတာခြေတစ်ဘက်နဲ့ခြေတစ်ဘက်တောင်တင်းပြီးကြတာမကြခင်ပြိဋိဘံဇံတော်မဲ့အချိန်မှာပူဇော်ခြင်းပူဇော်ကပူဇော်ရဲမှာဖြင့်ဒီပူဇော်တရားကျင့်ပြီးကြတာဓမ္မနုဓမ္မပရိပန္နသာမိစိပရိပန္နအနုဓမ္မဇာရီဆိုရဲကျင့်ကြံကြုတ်ကိုအားထုတ်နေတာဒီဓမ္မတို့ဘုရားရှိခိုးနေတာပြပါတယ်သီလဆောက်တည်နေတာတဲ့သာဒါပဲဆိုတော့ပူဇော်ရပူဇော်ရဲမှာလည်းမောင်းနိုင်ဘယ်လိုမှတ်ပါတရားကြည့်အမြတ်ဆုံးပူဇော်တာဒါပဲလို့ဓမ္မတွေမှတ်ကြမှာမှန်ပါအမြတ်ဆုံးပူဇော်တရားကြည့်တရားကျင့်ပြီးကြတာနေတာအမြတ်ဆုံးပူဇော်တာပဲဆိုတာမောင်းနိုင်မှတ်ဖို့မှန်ပါဒါရင်ပူဇော်လိုက်ကြလားပူဇော်ပါဘာလို့မကြရမလဲဘယ်နဲ့ကြောင့်လို့ဆိုတော့ဘုရားရှင်ကိုယ်ငယ်ကြီးအကြောင်းကိုလေဓမ္မတွေဝိသဗုဒ္ဓမဟောမိနားထောင်ကြည့်ပါဦးတိန်တော့ဒါနေရဆိုတဲ့ငါနိဗ္ဗာန်ကိုကူးမြောက်တယ်သူတို့လည်းကူးမြောက်စေမယ်ဆိုတဲ့ဆန္ဒအမှန်မပြင်းပြဘူးရှင်းပြပါကိလေသာဝဒုက္ခမှာမုတ်တော်မောစေရကိလေသာဝဒုက္ခမှာလွတ်စေမယ်ဆိုတဲ့ကျင်းဝပြီးဘုရားဖြစ်ယူလာခဲ့တယ်ဆိုတာလည်းမောင်နိုင်လို့သိတော့ပါလိမ့်မှန်ပါဒိဋ္ဌဒါနိယမုတ်တော်မောစေယဗုဒ္ဓဘောရိယနာသစ္စာ၄ပါးနိဗ္ဗာန်တရားကိုသိတယ်လို့တရားဓမ္မတွေလည်းသိစေရမယ်ဆိုပြီးကျင်းဝပြီးဘုရားအချက်ကိုမရရယူခဲ့တယ်ဆိုတာလည်းအားလုံးတရားဓမ္မတွေသိမှာပါမှန်ပါအဲ့တော့သူကနိဗ္ဗာန်ရသွားတဲ့အကျင့်ဟာသူကြိုက်ဆုံးဆိုတာလေသူ့ရည်ရွယ်ချက်ကလည်းဒါပဲဖြစ်နေတော့နိဗ္ဗာန်ရအကျင့်ကျင့်နေတာဟာသူ့အများဆုံးပူဇော်တာပဲခေါင်းကနှစ်ပါးနဲ့ပူဇော်တာအင်းရမင်းကြီးကပူဇော်တာဓမ္မတွေကအမွှေးတိုင်မှုန့်တွေကောင်းငင်တွေဖြူလိုက်ကြတယ်အတိမုတ်တွေနဲ့ပူဇော်ပတ်တာနေကြတာအမြတ်ဆုံးပူဇော်တယ်လို့ငါဘုရားကမယူဘူးကွာဘာသာသေးသေးချာချာမှတ်ထားပါဆိုတော့ဒီဓမ္မတွေလုံးနေတဲ့နိဗ္ဗာန်ရောက်ကြောင်းဖြစ်တယ်ဥပဒနာလုံးကြီးအစပြီးကြတာလုံးနေတာအဖြစ်ပူဇော်ရပူဇော်ရဲမှာပရမယပူဇာယပရမယလွန်ကဲတော့ပူဇာယပူဇော်ခြင်းမြည်ပြီးဟောတိကြည့်ဆိုတဲ့တိုင်းတဲ့မောင်နိုင်တာအကြီးဆုံးပူဇော်တာကဖြင့်မောင်နိုင်တို့လုံးနေတဲ့ဝေဒနာတွေလုံးနေတဲ့အလုပ်ပါပဲရှင်းကြရှင်းပါအကြီးဆုံးပူဇော်တာကဖြင့်ဝိပဿနာအလုပ်လုပ်ပြီးကြလားနိဗ္ဗာန်မျက်မှောက်ပြုတဲ့အလုပ်ကိုလုပ်နေတာဒီဒါအကြီးဆုံးပူဇော်ပွဲကြီးလို့မှတ်လိုက်ကြပါသဘောပါကြပါဒါပြန်တို့မှာတရားဓမ္မတွေကဘုရားပဲကျိုးစားနေရတာပဲဒုက္ခတွေကလေ့ကျင့်နေတယ်လို့မောင်နိုင်တို့ကိုသံဃာတွေကအောက်မေ့နေပါအကြီးဆုံးပူဇော်တဲ့အထက်မှာအကြီးဆုံးကိုရထားလို့ရှင်းဖြစ်ငယ်တွေကတွန်းဝင်သွားတယ်ဆိုလို့ရှိရင်မလွယ်ပါဘူးရှင်းရရှင်းပါဒါမှမလုပ်သေးလို့ရှင်းအကြီးဆုံးပူဇော်တဲ့ဘုရားကိုမနှွှဲရသေးဘူးလို့မောင်နိုင်ဆိုရဲမရှိဆိုရပါရှင်းပြီရှင်းပါကောင်းပြီဒါဖြင့်ဓမ္မဓမ္မနုဓမ္မပရိပန္နောသာမိတိပရိပန္နောမနုဓမ္မဇာတိဆိုတဲ့ဥစ္စာအကြီးဆုံးပူဇော်တဲ့နေရာဖြင့်ဓမ္မတို့သိတဲ့တိုင်နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့အနည်းဆုံးကြောင်းဖြစ်တဲ့ဥပဒနာအလုပ်လုပ်နေတာဟာအကြီးဆုံးပူဇော်နေတာပဲလို့ဆုံးဖြတ်ချက်ချပါမှန်ပါရှင်းကြရှင်းပါအကြီးဆုံးပူဇော်ပဲဘယ်ဘွဲပါလဲန
ဘုရားတရားတရားပြည့်နေတဲ့အလုပ်ဒီအကြီးဆုံးပူဇော်ပွဲအလုပ်ပါပဲဆိုတာသိသိချာချာမှတ်ပါတရားပြည့်နေတဲ့အလုပ်ဒီအကြီးဆုံးပူဇော်ပွဲဘယ်ချိန်ဟောတယ်ဆိုရလဲမောင်နိုင်ခုအကိုကမလုံးတော့ဘူးပြိဋိဘံဆံမဲလို့မြောက်တို့ခေါင်းပြုပြီးခြေတစ်ဘက်ကအောက်ခြေဘက်ကရှင်ဘောတစ်ချက်ကခါကိုယ်ကိုယ်ထားမှာဘုံတရားနဲ့နေတဲ့အချိန်မှာပဲအင်းပင်မျိုးတစ်ခုကလည်းအခါမပွင့်နဲ့ပွင့်ပြီးအပွင့်နေကျွေကြပြီးပူဇော်ကြတယ်နော်မန္တရဝနပန်းတွေကလည်းပူဇော်ကြဘူးလားပူဇော်ပါဘုရားကိုပန်းမရကျဲကြနော်ဒီမှာတွေကလည်းမွေးကြံကြမဟုတ်ဘူးမဖြူကြဘူးအဲ့ဒါလေးကြည့်ပြီးသူဟောတာဒါကပူဇော်တော့ပူဇော်တာပဲကွာတဲ့ခဏကတရားကျင့်ပြီးပူဇော်တာနဲ့စာရင်ဒီဥစ္စာမမြတ်သေးဘူးရှင်းကြအဲ့ဒါကြောင့်ဘုန်းကြီးဓမ္မတွေဒီလုပ်ခြင်းအကြီးဆုံးကိုလိုရှိလို့ရှိရင်အကြီးဆုံးလုပ်ကိုမောင်နိုင်လက်မလုံးမှတော်မှာပဲဆိုတာမှတ်ကြတယ်ဒါကကြည်ကျင်တဲ့သဘောကြတယ်ဒါကမလွဲကြပါရင်လည်းတရားတော့ဒီကနေ့မပူဇော်ရဘူးလို့မဆိုပူဇော်ရပါတယ်နော်တို့တော့အကြီးဆုံးပူဇော်ပွဲကလက်မလို့ရှိနေမဟုတ်တယ်ဟုတ်တယ်ဒါဘုန်းကြီးကဟောတယ်အလားဘုရားခင်ကိုရမေကြီးကအနန္တပူဇော်ပွဲတဲ့မှာဒီပူဇော်များဆုံးกว่าဆိုပူဇော်တွေကိုအရင်ပြပြီးကြတော့ညီတော်နာကိုယ်တိုင်နဲ့မြင်ပြီးကြတာနေတဲ့ထဲကမှနောက်ဆုံးမဲ့ပြိဋိဘံသံဃာနည်းမှာပြောခဲ့တဲ့ပူဇော်ပွဲကြီးကအပြင်ယနေ့ညရှင်းတော့ပါပြီ။ဘာနဲ့ပူဇော်ကြမလဲ။တရားနဲ့ရှိခိုးရမှာမဟုတ်ဘူး။တရားကျင့်နေရမှာမဟုတ်ဘူး။ရှင်းကြ။ရှင်းပါ။ဒါဖြင့်တရားကျင့်တဲ့ဟာကိုယ်ကလည်းပြင်မချီသေးဖြစ်စေမောင်နိုင်ဘာလို့နေတာလဲ။ပူဇော်နေပူဇော်တဲ့ပူဇော်တဲ့မှာလည်းကိုင်ရှင်းလိုက်ပါဦး။အကြီးဆုံးပူဇော်ခြင်းအမြတ်ဆုံးပူဇော်ခြင်းကိုသူလက်ကင်ထားနေတယ်ရှင်းမလားရှင်းပါအဲ့တော့ခေါင်းရပါလိတော့ကိုးပြရတယ်ငါကုမငါနိဗ္ဗာန်ပဲကုမြောက်နိုင်တယ်လို့ကတော်ရီကုမြောက်သေးလို့ငါဖရာစိတ်ကိုအေးရယူလာတယ်ဆိုတဲ့ကျင်းသွားလို့လည်းသုံးချက်မရှိဘူးလားရှိပါအဲ့တော့ဘုရားရှင်ကရမကြီးပြောတဲ့ရင်ခွန်ကြီးကဥမာပြောရတာမယ်ဆိုလို့ရှိရင်ဖြင့်လူတယောက်ကအမှန်ကြီးပန်းပေးတဲ့ကလာတဲ့ခါကြလို့ချင်းရေးစားပါတယ်အမှန်တမ်းရေတော့ချင်တယ်ဆိုလို့ရှိရင်သမင်းပေးတာနဲ့ရေပေးတာနဲ့မောင်နိုင်သူဘ누구ကပုံမဘ누구ကိုပုံမနှစ်သက်မယ်ဆိုတာဓမ္မတွေတွေးကြည့်ရေပေးတာကိုနှစ်သက်တယ်ဘာကြောင့်လဲဆိုတော့ရေစားလောင်နေတဲ့အခါရေကြည့်မှန်ပါရေစားလောင်နေတဲ့အခါရေကြည့်ပါဒီမှာဘုရားရှင်ကိုရမေကြီးကနိဗ္ဗာန်တည်းဟူသောတရားကိုရရှိခြင်းတဲ့သဘောကိုသူအဓိကထားမှန်ပါသဘောကျအဲ့တော့နိဗ္ဗာန်ရတဲ့အလုံးလုံးနေတာဟာသူ့ပူဇော်တာပဲမှန်ပါရှင်းညနိဗ္ဗာန်ရတဲ့အလုံးလုံးနေတာတရားပူဇော်တရားပူဇော်နေတာဖြစ်သောကြောင့်ငါကရေတောင်းတယ်ဆိုတော့သူတို့ကရေမပေးဘဲနဲ့ဆေးလိပ်ပေးလို့ပေးဓမ္မပေးလို့ပေးမဝဲပြေတာပေးလို့ပေးဆိုလို့ရှိရင်ပေးလို့လာယူလိုက်ရတယ်အကျိတ်ကြီးတော့မကြသေးဘူးမှန်ပါပေးလို့လာယူလိုက်ရတယ်အကျိတ်ကြီးဒါရင်ဘုန်းကြီးတို့ဓမ္မတွေဘုရားကြိတ်ကြီးကြိုက်တာဖြင့်ယနေ့ညတရားစခြင်းပဲဒါရှင်းလင်းပြောပါတယ်မှန်ပါဘုရားကြိုက်ဆုံးပဲရပါတယ်တရားကျင့်နေတာဟာမောင်နိုင်ဘယ်နဲ့အကျိုက်ဆုံးပါရှင်းပါအဲ့ဒါကြောင့်တရားဓမ္မတို့ဒီဥစ္စာကိုအင်းရင်ပဲမျိုးကြမှာမြောက်တော့ကောင်းပြီပြီးဒီကရခြေတစ်ဖက်ဆင်းပြီးခြေတစ်ဖက်ကထအပေါ်ကနေပြီးခက်ကိုယ်လေးတင်ထားမဲ့ဘုံတရားနဲ့နေတော့မှပူဇော်ပွဲမှာအကြီးဆုံးနတ်တွေမြမာတွေပူဇော်ကြတာကိုမြင်တာနဲ့ဒီတော်နဲ့မင်းမြင်မလားဒီပူဇော်ပွဲတွေဟာအမြတ်ဆုံးပူဇော်ပွဲလို့မယူနိုင်အောင်กว่าကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်ကအမြတ်ဆုံးပူဇော်တာပဲกว่าဆိုတာဒီနေရာမှာကိုရှင်းပြမှန်ပါသံဃာသဘောပါပါဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေဩဘုရားမြတ်ဆုံးပါနဲ့ပူဇော်ပါရမလဲလို့ကိုယ့်အကူမေးရင်တော့ဖြေတတ်ကြဘာလုပ်ကြမလဲဘုရားကျင့်နေပါတဲ့ဘုရားကျိုးစားနေကြပါဆိုတဲ့ဥစ္စာကိုဖြင့်ဘုရားအမှန်တမ်းကြောက်ကြမှုတယ်ဆိုတာဖြင့်ညင်းနေဖို့လိုသေးလားရှင်းပြီနော်အဲ့တော့တဲ့တခါဒီပြိဋိဘံသံဃာနည်းမှာညီတော်နန္ဒကရှင်ဘုရားမရှိလို့ရှင်ပြီဆရာသမားတွေ꿰တဲ့တပည့်တွေ
ဟိုရန်ဒီရန်ရံပြီးဒီကလာသွားမြကုန်ကြတော့မှာလားဆိုပြီးညီတော်နာကြီးပြိဋိဘံဆံဃာကြီးပဲမေးချသေးတယ်နော်ရှင်တရားမရှိလို့ရှင်ပြန်ဝလိဝတိဖြေလိုက်တယ်လို့တောင်လေရာမြောက်မြောက်လေရာတောင်ဆိုလိုပဲကုန်လွင့်ပြီးဒီကလာသုံးမဩဝါဒကင်းတော့မှာလားဖေရလို့မေးတဲ့အခါကျတော့လေရေကောင်းလေးတွေမောင်းနေအခုပြောတာလေမှန်ပါယောအနန္တမယဓမ္မောသဝိနည်းယောသတိတိတော်ပြညတ်တော့သောမမေသေနတတ္ထာညီတော်လားငါဘုရားမရှိဘူးမင်းပါဘူးရရှိကြတယ်ငါဟောတဲ့တရားတွေမင်းတို့သုတ်ပြီးဓမ္မဝိနည်းတွေကုန်ရှိပြီအဲ့ဒီဆရာတွေပြောတာနားထောင်နေလို့ရှိရင်လည်းဘုရားပြိဋိဘံအထေရပြိဋိဘံဆံသွားတဲ့ဉာဏ်ပြိဋိဘံမဆံသေးဘူးဆိုရင်မင်းသိလောက်ပါပြီမှန်ပါခန္ဓာကြီးတာပြိဋိဘံဆံသွားတယ်မှန်ပါအဆုံးအမတွေပြိဋိဘံဆံပါရဲ့မှန်ပါအဲ့ဒါတွေကျင့်ပြီးဒီကရမင်းတို့လိုက်ကြမယ်ဆိုလို့ရှိရင်လည်းဘုရားကြီးအများကြီးကြံရတဲ့ကွာဆိုတာကိုလေဒီပြိဋိဘံဆံအနည်းကိုပြောချင်မှန်ပါရှင်းမလားရှင်းပါမြတ်စွာဘုရားရှင်ကိုရမေကြီးအထေရပြိဋိဘံဆံသွားတယ်ဟောပြောတဲ့တရားတွေပြိဋိဘံဆံပါရဲ့မှန်ပါအဲ့ဒါတွေကမင်းတို့ဆရာတွေဖြစ်ပြီကွာတဲ့သူတို့ကဆုံးမတာသူတို့ကတွန်တင်တာသူတို့ကသမြစ်တာတွေကိုမင်းတို့ကလိုက်ပြီးဒီကလာကျိုးစားပြီးကြတာနေကြမယ်ဆိုအိုးဘုရားတော်7400တောင်ထားခဲ့တယ်လို့မင်းမှတ်လိုက်စမ်းပါမှန်ပါဆိုတော့ဝေဒနာတော့အားငယ်ရာရှိပါဘူးမလိုက်လာတဲ့ပုဂ္ဂိုလ်မှာဖြင့်ကိုကျွန်းနေပေါ့မှန်ပါမလိုက်လာတဲ့ပုဂ္ဂိုလ်ဘယ်နဲ့ကြောင့်ကိုကျွန်းနေပေါ့ဆရာဘုန်းကြီးကဆိုရပါလိမ့်လို့ဆိုလို့ချင်းကိုယ်ကဒုက္ခတွေဒီတော့ဥဝိနာဝေတိဝေဒုက္ခသောကပရိဒေဝဒုက္ခတွေကလည်းအများကြီးပုံကြီးရှိပါရဲ့ဒါနဲ့ဓမ္မခန္ဓာပေါင်း7400အောင်ဘုရားတွေပြောတာကိုဒီလိုကျင့်ဒီလိုကြံဆိုပြီးပြောတာကိုမလိုက်နာလို့ရှင်ဖြင့်ဒုက္ခရှိရတဲ့ဖြင့်ဒုက္ခမသိတဲ့ပုဂ္ဂိုလ်တွေမှာကိုယ်ပါဝင်ဖြစ်ပါတယ်မှန်ပါမလိုက်နိုင်ရင်နော်ဒုက္ခရှိရတဲ့ဒုက္ခမသိတဲ့ကိုယ်ပါဝင်မကြဘူးကြောက်အဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေဒီခန္ဓာကြီးကိုဘယ်ခန္ဓာဒီခန္ဓာကြီးကဘယ်လိုခန္ဓာပါလဲမလို့မေးတဲ့အခါကျလို့ရှိရင်ဥပိ္ပရှိတဲ့ခန္ဓာကြီးနာဝိရှိတဲ့ခန္ဓာကြီးသေဝိရှိတဲ့ခန္ဓာကြီးသဘောကျသောကပရိသောကဆိုတဲ့ဆွေးမှုရှိတဲ့ခန္ဓာကြီးပရိဒေဝဆိုတဲ့ငိုကြွမှုရှိတဲ့ခန္ဓာကြီးငိုကြွမှုရှိတဲ့ဒုက္ခမြေထွက်လာတာပဲဒုက္ခဝေဒနာရဲ့ကျင်တယ်ဆိုတဲ့ဒုက္ခမရှိဘူးရှိပါဘူးလူကြောင့်ပဲသိမချမ်းသာတဲ့ဒုက္ခအတော်နဲ့မရှိကြဘူးရှိပါဘူးလူကြောင့်ပဲပြင်းစွာပင်ပန်းတဲ့ဥပါယသဆိုတဲ့တရားတွေရှိပါဒါတွေရှိတဲ့ခန္ဓာကြီးဒါတွေအပြည့်စုံရှိတဲ့ခန္ဓာကြီးကိုဒကာဓမ္မတွေကမသိခြင်းဘူးမဆဲခြင်းဘူးဆိုရင်ဖြင့်ဒုက္ခကြီးကိုပိုက်နေရတာကိုပဲလေလူမိုက်မှုကျင့်တတ်တဲ့အိဗယ်ရောက်ပါတယ်မှန်ပါဒုက္ခကိုပိုက်နေရတာလူမိုက်မှုကျင့်တတ်ကောင်းပါလားမကျင့်တတ်ကောင်းပါဘူးဆိုတော့သဘောကျအမှန်တော့မဆိုးပါဘူးဆိုးပါဒါနဲ့ဘုရားရှင်ကိုရမေကြီးရတယ်ဒီကလည်းဆုံးမညီနာနာဘာမှမကူနဲ့တော့ဘုရားဘောဆက်ဆောင်လိုက်တော့ငါ45ပါးလုံးဘုရားတွေဒီလေဒီရတာဟောသီလတွေဟောထားလို့ရှိရင်သီလကိုဟောရတဲ့သီလတရားတွေကိုဘုရားကတရားဓမ္မတွေဆုံးမဝိပဿနာရှင်လေးကိုဟောရတဲ့တရားတွေတရားဓမ္မတွေသဏ္ဍာန်ရှိတဲ့ဘုဗေနဝေဒီဝေရှိသွားတဲ့ပရိစ္ဆေသမုပ္ပါဒ်ကြီးဖြတ်ဒီလိုမနေဘူးလားမတရားမဉ္ဇဉ်တရားဘုံဉဏ်တရားတွေကြတယ်တရားဓမ္မတွေပရိစ္ဆေသမုပ္ပါဒ်အမြင်နဲ့ကိုဖြတ်ပြီးဒီကာလဘုံဉဏ်တရားဆိုလို့ရှိရင်ချမ်းသာတဲ့ဥစ္စာရပြီလို့မဆိုရကြဘူးအဲ့ဒါတွေရပြီးဒီကာလနေလို့ရှိရင်ဖြင့်ဒါသူ့ဆရာစကားနားထောင်လိုက်တဲ့အတွက်သူ့ကျိုးပဲကိုယ်စီကိုယ်ငါခံစားကြရတယ်ဆိုတာလည်းညင်းနေဖို့မလိုပါဘူးရှင်းမလားရှင်းပါအဲ့ဒါကြောင့်အားရငယ်တရားလည်းမရှိပါဘူးဆိုတဲ့အိဗယ်ကိုလည်းယနေ့ရှင်းပြနော်ဒါကွာတဲ့ငါပြောရတာကအာယံတဲ့ရုံပဲကြံတော့လေရှေ့ရဲ့သိပ်ပြီးကြလားမပြောနိုင်တော့ဘူးသူဝิญဉ်ချုပ်ဖို့ကမောင်းတယ်အာယံတဲ့ရုံပဲကြံတော့လူပြောနေတာကကောင်ကြော်သွားပြီအဲ့တော့ကွာ45ဝါကျွန်းမှာဟောခဲ့ပြောခဲ့အဆုံးအမတွေဟာသိသိကြကြမယ်နောက်ဆုံးမိဆုံးမတဲ့စကားလို့ဆိုပြီးညီတော်နာမင်းမမေ့နဲ့ဟာဟောရပါတော့ဆိုတော့တတိပဋ္ဌာန်မမေ့မောင်နိုင်ပါဟောတတိပဋ္ဌာန်ရှင်းမလားတတိပဋ္ဌာန်ဆိုတော့ဝေဒနာရှိတဲ့ပုဂ္ဂိုလ်ဝေဒနာရှိနေ
စိတ်ရှိတဲ့ပုဂ္ဂိုလ်စိတ်ရှိရုပ်ရှိတဲ့ပုဂ္ဂိုလ်သစ္စာရှိတဲ့ပုဂ္ဂိုလ်အဲဒီလိုတတိပဌာန်မမေ့နဲ့ကွာအဲဒီတတိပဌာန်မမေ့လို့ရှင်းဖြင့်တဲ့မင်းတို့တွေကဆိုဒုက္ခအဆုံးရောက်ပါလိမ့်မယ်သဘောကျတတိပဌာန်မမေ့ရင်ဒုက္ခဒုက္ခနာကြီးကဒုက္ခသစ္စာကြီးအဲဒီဒုက္ခသစ္စာကြီးဆုံးပါလိမ့်မယ်ကွာဒီဒုက္ခသစ္စာကြီးပါလေဆုံးပါလိမ့်မယ်တဲ့တတိပဌာန်မမေ့ကြလို့အရိယာဆိုတာဓမ္မရိယဓမ္မနုပတိဝဝယဓမ္မနုပတိဝဆိုတဲ့ဖြစ်မှုပြမှုကိုမမေ့ကြလို့ရှိရင်ဖြင့်သင်္ခါရတရားပြစ်တတ်တယ်ကွာသဘောကျသင်္ခါရတရားပြစ်တတ်တယ်ကွာဆိုတော့ဟာသပစ္စယဆိုတော့ပစ္စယဆိုတာသင်္ခါရမှတ်လိုက်ဟာသပစ္စယဝေဒနာရှင်းမနော်ဟာသပစ္စယလို့ဆိုတော့ဒီကဝေဒနာမပေါ်ခင်လေးမောင်နိုင်ကသူကပြုပြင်တဲ့တရားပါလေမှတ်လိုက်တာမှန်ပါသဘောကျပြုပြင်လိုက်ခြင်းကြောင့်ဟာသပစ္စယဆိုတော့ဟာသပစ္စယဖောက်ရည်ဟူသောပြုပြင်မှုကြောင့်ဟုတ်လားဝေဒနာဒီဥပ္ပဒိဖြစ်ပေါ်လာ၏ဒီလိုမနေဘူးလားနေပါဟာသပစ္စယကပြုပြင်တဲ့တရားဝေဒနာကပြုပြင်လို့ပေါ်တဲ့တရားသဘောကျဟာသပစ္စယကဝေဒနာကပြုပြင်လို့ပေါ်လာတဲ့တရားခန္ဓာတစ်ခုလုံးမှာချုပ်ပြလိုက်ပါတယ်တဲ့ဓမ္မတို့ခန္ဓာမှာခန္ဓာ၅ပါးရှိနော်တဘာမှမပြုတ်ပြင်မဲနဲ့ပေါ်တာတခုမှမရှိဘူးလို့မောင်နိုင်တို့ကိုဆံလာတို့ကဆုံးဖြတ်တယ်ချာရှင်းမလားရှင်းပါခန္ဓာ၅ပါးရှိတယ်တဘာမှမပြုတ်ပြင်မဲနဲ့ပေါ်လာတာဖြင့်မရှိပါဘူးဒါဖြင့်ရုပ်ကြတယ်လေကံကပြုပြင်လို့ပေါ်လာမဆုံးနိုင်ဘူးလားဝေဒနာကြတော့ဖတ်တာကပြုပြင်လို့ပေါ်လာသဘောကျစိတ်ကြတဲ့ခါကြလို့ရှိရင်နာယုတ်ကပြုပြင်လို့တရားဓမ္မတွေသိတဲ့တိုင်ဝင်ဒီနာမရူပပစ္စယဝိညာဏဆိုတဲ့တိုင်စိတ်ကြတော့နာယုတ်တစ်ခုကပြုပြင်လိုက်လို့စိတ်ပေါ်မလားပေါ်ပါပြုပြင်လို့ပေါ်တဲ့ခန္ဓာ၅ပါးလို့ခြေပိုင်းကမဆုံးနိုင်ကြဘူးလားဒါပြန်တရားဓမ္မတို့ပြုပြင်လို့ပေါ်လာတဲ့တရားဘယ်နှပါးရှိပါလဲ၅ပါးဒါပြန်အားလုံးတရားနာကြတယ်တရားဓမ္မတွေသေသေးချာချာပြောနေပါတယ်သေချာဟောနေတယ်အထူးပြုကြရဲ့ဒီနားထောင်ပါဆိုတော့ခန္ဓာ၅ပါးပြုပြင်လို့ပေါ်လာတယ်တရားဘယ်လိုမှတ်ကြပြုပြင်လို့ပေါ်လာတဲ့တရားဆိုဒီကသူဆိုင်ရကဖတ်တာကပြုပြင်ဝေဒနာပေါ်မှာပဲဟုတ်လားသံဃာပြုပြင်ရုပ်ပေါ်မှာပဲမောင်းနိုင်ဒီတိုင်းမျိုးပြုပြင်ခြင်းရင်လို့ပေါ်လာတဲ့ခန္ဓာ၅ပါးရှိပါရဲ့မရှိပါဘူးရှင်းကြခန္ဓာ၅ပါးအလိုလိုပေါ်လာတာကမှပြုပြင်တာကအကြောင်းပေါ်လာတာကကျိုးရှင်းကြပြုပြင်တာကအကြောင်းပေါ်လာတာကအကျိုးဒီလိုသိကြတော့ခန္ဓာကိုယ်ထဲမှာယောက်ျားလည်းမပါမိန်းမလည်းမပါအကြောင်းနဲ့ကျိုးတွေလည်းရှိပါကလားဆိုတာလည်းသိသိပွားသွားတော့မပွားပါနဲ့ဆိုမရဘူးအကြောင်းနဲ့ကျိုးတာရှိတယ်လို့နောက်ကဓမ္မတွေကိုရှင်းကြရှင်းပါအကြောင်းထဲမှာလည်းယောက်ျားမိန်းမငါမပါမှန်ပါအကျိုးထဲမှာလည်းယောက်ျားမိန်းမငါပါရှင်းသေးဘူးရှင်းပါဒါကနောက်ဆုံးဝင်มาတဲ့တရားနော်နောက်ဆုံးဝင်มาတဲ့တရားကိုရှင်းပြနေတယ်ပေါ့လေမှန်ပါဘုရားခင်ကိုရမေကြီးငါသိမပြောနိုင်ဘူးကွာတဲ့အာယုတဲ့ဥမနာကျန်တော့တယ်တဲ့ဒါ45ဟောတဲ့တရားကိုတလုံးနဲ့မင်းတို့ပြုပြင်လို့ပေါ်လာတဲ့တရားလို့မင်းတို့မှရှိတဲ့တရားဟူပြီးမင်းတို့ခန္ဓာရှိတဲ့ခန္ဓာ၅ပါးဟူပြီးပြုပြင်လို့ပေါ်လာတဲ့တရားလို့ကမှတ်လိုက်စမ်းပါမှန်ပါတရားဓမ္မတွေဘယ်လိုမှတ်ကြမလဲကိုယ်တရားနဲ့လာကြတော့ခန္ဓာဘယ်နှပါးနဲ့လာကြ၅ပါးနဲ့လာတာကကိုယ်ဘောနဲ့လာတာကပြုပြင်မှုကြောင့်လာနိုင်ကြပြုပြင်မှုကြောင့်ဒီလိုလဲကံကမဖြတ်သေးလို့လာနိုင်ကြဘောကြဒီလိုလဲဘာသာမချုပ်သေးလို့ဝေဒနာခန္ဓာနဲ့လာကြဒီလိုလဲဘာသာမချုပ်သေးလို့သိဉ္ဇခန္ဓာနဲ့လာကြသဘောကျဒီလိုသင်္ခါရခန္ဓာစေနာနဲ့လာကြတယ်တချို့စိတ်နဲ့လာကြတယ်ဆိုတော့ပြုပြင်လို့ပေါ်လာတဲ့တရားနဲ့လာကြမှန်ပါဒါဖြင့်ဒီဘက်ကအစိမ့်ဘက်ကလေးတွေကပြုပြင်တတ်တဲ့တရားအနည်း၅ပါးဆိုတဲ့ခန္ဓာ၅ပါးကပြုပြင်လို့ပေါ်လာတယ်ပြုပြင်လို့ပေါ်လာတဲ့တရားဆိုတော့လောကကြီးတဲ့ဘာများရှိပါလိမ့်မလို့လို့ပေါင်းငယ်ညံဖြတ်လိုက်တော့ပေါ်လာမှန်ပါပြုပြင်တတ်တဲ့တရားရဲ့ပြုပြင်လို့ပေါ်လာတဲ့တရားဒါပဲရှိတော့တယ်မှန်ပါသဘောပါရဲ့ပြုပြင်တတ်တဲ့တရားရဲ့ပြုပြင်လို့ပေါ်လာတဲ့တရား
ဒါဖြင့်ဒီတရားတွေကပြုပြင်လို့ပေါ်လာတဲ့ခန္ဓာ၅ပါးအကျိုးတရားကိုချုံပြီးဒီကရဘုရားရှင်ကိုရမေကြီးကဟောလို့ဟောဒီခန္ဓာ၅ပါးပြုပြင်လို့ပေါ်လာတဲ့တရားအနတ္တနိဗ္ဗာန်အာမန္တယမိကိုဝေယရမသင်္ခါရသင်္ခါရပြုပြင်လို့ပေါ်လာတဲ့တရားတွေဝေယရမကုန်နေတယ်ပြုပြင်လို့ပေါ်လာတဲ့တရားဘာဆိုကြကုန်တာပဲပြုပြင်လို့ပေါ်လာတဲ့မောင်နိုင်ပြီးတော့ဘာပြောကုန်တာဒါဖြင့်ပေါ်လိုက်ကုန်လိုက်ပေါ်လိုက်ပြောက်လိုက်ဒါတော့မင်းတို့ကဏ္ဍရှိတယ်ဆိုတာဖြင့်ဒါမင်းတို့တစ်ထိချက်မှတ်သမှာသဘောကျပြုပြင်လိုက်ရပေါ်လာတဲ့တရားဘယ်လမ်းဆုံးပါလဲကုန်ရင်းပြောက်ခြင်းမှလမ်းဆုံးဘယ်မှာလမ်းဆုံးပါဝတ္တဧကနိနာဆင်းရဲဖြင့်သင်္ခါရပြုပြင်နိုင်မှဖြစ်ပေါ်ကြတဲ့သင်္ခါရတရားတွေဒါကပြုပြင်လို့ပေါ်လာတဲ့သင်္ခါရတရားနော်ဝေယရမကုန်ရင်းဆုံးရင်းပြပြုံးခြင်းမဲ့ဆုံးရှိကုန်ပြုပြင်လို့ပေါ်လာတဲ့တရားဘယ်များသူလမ်းဆုံးမှာပါလိမ့်မလို့မေးကြရင်ဘယ်နဲ့ဖြေကြပါကုန်ရင်းပြောက်ခြင်းဆုံးခြင်းမှတပါသူစကားကဘယ်မှသွားကြမရှိဘူးမှန်ပါဒါဖြင့်ခန္ဓာ၅ပါးမှာဓမ္မရဲ့ပူဇော်ခြင်းကြလို့ချင်းဖြစ်ပေါ်တဲ့တရားရဲ့ကုန်တတ်တဲ့တရားကိုခင်ဗျားတို့ကြည့်ရတယ်မှန်ပါဖြစ်ပေါ်တဲ့တရားဖြစ်ပေါ်တာလည်းတွေ့မှာကုန်တာတွေ့မှာမှန်ပါဖြစ်ပေါ်တာမတွေ့ဘဲနဲ့လေကုန်တာမတွေ့နိုင်ဘူးဆိုတာခွင်းတို့ဓမ္မတွေရှင်းရှင်းမလားရှင်းပါဒါဖြင့်ပြုလို့ကဏ္ဍမှာပြုပြင်ထားတာပဲရှိတယ်ပြုပြင်လို့ပေါ်လာတဲ့တရားကတော့ကုန်တာလားဆုံးမှာပဲတဲ့ကုန်ရင်ဆုံးရင်ပြည့်ပြုံးခြင်းကိုမောင်နိုင်ပဲနဲ့တော့လမ်းဆုံးသဘောပါကြပါ